မိဘထပ်ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မိဘထပ်ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ကိုရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်တေမိဘကတော့ဟုတ်တယ်လူလောကဝင်ခွင့်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာတယ်ဒါဖြင့်မိဘထပ်ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကထောက်ပြထားတာရှိတယ်ဒါကြောင့်မို့လို့ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီထဲမှာမိဘမို့လို့မဟုတ်ဘူးအကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘလို့ပုဂ္ဂိုလ်လဲဆိုရင်မိမိကိုဘုရားတရားတန်ခါယတနာ၃ပါးကိုးကွယ်စည်းကပ်တတ်အောင်လမ်းညွှန်ပြသတဲ့ပုဂ္ဂိုလ်နဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကျေးဇူးရှင်တွေထဲမှာတော့အကြီးမားဆုံးကျေးဇူးရှင်တစ်ခုပဲသူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့ဒီလိုပြောရမယ်အကယ်၍ကိုးကွယ်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မှန်ကန်တဲ့ကိုးကွယ်မှုမှန်ကန်တဲ့လမ်းကြောင်းကိုတင်ပေးလိုက်လို့ဘုရားကိုကြီးညိုတက်လာတယ်တရားကိုကြီးညိုတက်လာတယ်တန်ခါကိုကြီးညိုတက်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားဟောတဲ့အတိုင်းဘုရားတရားတန်ခါကိုကိုးကွယ်စည်းကပ်တဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးကဲအပယ်ကနေကဲတင်ပေးတာကျေးဇူးမများဘူးလားမိဘကအပယ်ကနေကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတ်သားပေးလိုက်တာပဲရှိတယ်ဒါဖြင့်မိဘရောဒီထဲပါလို့မရဘူးလားဆိုတော့ရတယ်မိဘတိုင်းတော့မရဘူးနော်မိဘတိုင်းတော့မရဘူးအကယ်၍မိဘကိုယ်တိုင်ကပဲဒီတတဝါတွေအသက်သက်နေလို့ရှိရင်ကိုယ်တိုင်ပဲဝင်သက်ရမှာပဲဖြစ်နေတယ်ပေါ့နော်အဲ့တော့တရဏဂုံ၃ပါးကိုကိုးကွယ်စည်းကပ်တတ်အောင်လမ်းညွှန်ပြသပေးလို့သူ့ရဲ့ကျေးဇူးတရားကြောင့်တရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတည်သူဆိုတဲ့ပုဂ္ဂိုလ်အပေါ်မှာသူဟာတရဏဂုံတည်အောင်လုပ်ပေးတဲ့ဆရာလမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေးဇူးရှင်တဦးပဲဖြစ်တယ်ဟောဒီမှာမိဘမပါဘူးနော်ဒါမြတ်စွာဘုရားကဒါကိုထောက်ပြတာတရဏဂုံတည်သွားပြီဆိုရင်အပါလေးပုံကလွတ်သွားပြီးဒီအကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဘုရားကိုစီးကပ်တဲ့တရားကိုကျင့်သုံးတဲ့တန်ခါကိုစီးကပ်တဲ့အဲ့ဒီဘုရားတရားတန်ခါကြီးညိုခြင်းကြောင့်ရလာလို့တည်လာတဲ့အသိဉာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထိအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပါလေးပုံကလွတ်ယုံတယ်မကဘူးနောက်ဆုံးမှာတန်တရားဝဆင်းရဲကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးအထိအောင်ကျေးဇူးပြုလာဖြစ်သောကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်ပဲအဲ့တော့အသီးသီးလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုဟာကိုစဉ်းစားငါဟာဘသူကြောင့်ဘုရားတရားတန်ခါယတနာ၃ပါးဆိုတဲ့ကြီးညိုမှုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြီးညိုကိုးကွယ်တာလဲလို့ဆိုတာကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီလိုကြီးညိုကိုးကွယ်အောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတဲ့ကလည်းဖြစ်ချင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ချင်းဖြစ်မယ်မိတ်ဆွေလည်းဖြစ်ချင်းဖြစ်မယ်ဘသူပဲဖြစ်ဖြစ်တရဏဂုံတီအောင်သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတီခဲ့တယ်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲလို့ဒီလိုသတ်မှတ်ခိုင်းတာမြတ်စွာဘုရားကတော့ဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဘုရားတရားတန်ခါယတနာ၃ပါးကိုးကွယ်စည်းကပ်ယုံများမကဘူးနောက်တစ်ခါဒီထက်အရေးကြီးတာကဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်ဘုရားတရားတန်ခါယတနာကိုကိုးကွယ်စည်းကပ်တယ်ဆိုတာလမ်းကြောင်းအမှန်ပေါ်ရောက်ယုံပဲရောက်သေးတယ်သို့တော့အမှန်တရားကိုသိမှလမ်းမချုံမှာဖြစ်တယ်ပေါ်ကြည့်လေဘုရားတရားတန်ခါတော့ကိုးကွယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံကိုယ်တွေအများကြီးရှိတယ်အဲ့ဒီလိုလမ်းမချော်အောင်အမှန်တရားကိုသိရမယ်အမှန်တရားဆိုဒီမှာသစ္စာ၄ပါးကိုပြောတာဒီနေရာမှာသစ္စာ၄ပါးဆိုတဲ့အမှန်တရားကိုမသိဘဲနဲ့တန်တရားဝတ်ကလွတ်တယ်ဆိုတဲ့ပုံကိုမရှိဘူး